မင်္ဂလာပါရှင်ဟုတ် number 1 service ကပါရှင်ဟုတ်မနေ့က appointment လေးချိန်ပြီးတော့ဖုန်းလေးကြိုဆက်ထားပါရှင်အော်ဟုတ်လာပါဗျာလားဟုတ်အလုပ်တွေများနေရလားအကိုအော်မဟုတ်ဗျာခုရက်ပန်းကလေနည်းနည်းအလုပ်တွေပါနေတယ်အော်ဟုတ်ကဲ့ရှင်ဟုတ်နားရှင်ဟုတ်ညီမတို့ရဲ့ number 1 service ဆိုတဲ့ application လေးကစက်ပစ္စည်းပြင်ဆင်တဲ့ customer တွေနဲ့အကိုလိုနည်းပညာရှင်တွေကိုချိတ်ဆက်ပေးရဲ့ application လေးပါရှင်အကိုတို့အနေနဲ့လက်ရှိအလုပ်တွေကိုလုပ်ရင်လည်းနောက်ထပ်အပုံငွေရရှိမှာဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့အော်ဟုတ်ဒါဆိုတော့မစိုးဘူးနော်ဟုတ်တယ်ရှင်ဒါအပြင်ညီမတို့နဲ့အတူလက်တွဲပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အကိုတို့အနေနဲ့အပုံငွေတွေရရှိလာမယ်အကိုတို့အနေနဲ့ဆိုင်ခွဲတွေထပ်ဖွင့်စရာမလိုသလို marketing လည်းမပြုတ်လို့ရဘဲနဲ့အလုပ်တွေရရှိလာမယ်အပြင် rating တွေလည်းတိုးပေးသွားမှာဆိုတော့အကိုတို့လိုနည်းပညာရှင်တွေအနေနဲ့လက်တွဲတဲ့ application လေးပါရှင်အော်ဒါဆိုတော့မစိုးပါဘူးဗျာကောင်းတော့ကောင်းတယ်ဒါပေမဲ့အကိုတို့ကြတော့လေခါတိုင်းကြတော့ဒီကိုတို့ကဖုန်းဆက်ခေါ်တဲ့ဟာတွေကိုပဲ service လုပ်ပေးတာဆိုတော့ဒီညီမတို့ application နဲ့ကြတော့အဆင်မပြေမှလည်းစိုးရဗျာဟုတ်ကဲ့ညီမတို့ရဲ့ application လေးကသုံးရတာလည်းလွယ်ကူပါတယ်ရှင်သူကတွားရမယ့် location တွေပြလို့ရမယ့် service တွေကိုအသေးစိတ်ဖော်ပြပေးထားတာဆိုတော့ပို့ပြီးတော့အဆင်ပြေသေးတယ်ဟုတ်ဒါဆိုတစ်ချက်တော့ပြပြပါအောင်လားနော်ဟုတ်ကဲ့ရှင်ညီမပြပေးမယ်နော်ဟုတ်ကဲ့ရှင်အရင်ဆုံးဒီ application လေးကို Play Store App Store ကနေပြီးတော့ download လုပ်ပေးရပါမယ်ရှင်ပြီးလို့ရှိရင်တော့ registration လေးကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်အကိုပြုလုပ်ပေးနိုင်တဲ့ service အမျိုးအစားတွေပြီးတော့ servicing card တွေပြီးတော့အကိုလုပ်ချင်တဲ့အလုပ်ချိန်တွေနေ့ရက်တွေကိုရွေးချယ်ပြီးတော့select လုပ်ပေးရမှာပေါ့နော်ပြီးလို့ရှိရင်တော့ဒီဟာလေးကိုအကိုကြီးအချက်လက်လေးကိုဖြည့်ပေးရမယ်ပြီးလို့ရှိရင်ဒါလေးကို form လေးဖြည့်ပေးရမယ်အမှန်တကယ်ချစ်ပေးရပါမယ်ရှင်ဟုတ်ဒါပြီးလို့ရှိရင်တော့ပြီးသွားပါပြီရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုလို့ရှိရင် booking တက်လာတယ်တန်းသွားလိုက်ရုံပဲလားဟုတ်ပါရဲ့ရှင်ဟုတ်ကဲ့ booking တက်လာမယ်ဆိုလို့ရှိရင်ကြားလာမယ့်ဈေးနှုန်းတွေတွားရမယ့်နေရာတွေပြီးတော့ပြုလုပ်ရမယ့် service တွေကိုဒီထဲမှာအသေးစိတ်ဖော်ပြပေးသွားမှာပဲရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ဒီမှာညီမလုပ်ပြီးသွားပြီနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဟုတ်အစမပြေမှုတစုံတရာရှိလို့ရှင်လေညီမစီဖုန်းဆက်ပြီးတော့မင်းမြန်းလို့ရပါတယ်နော်အကိုဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ကျေးဇူးများတင်ပါတယ်ရှင်ညီမကိုအခုလိုအချိန်ပေးရတဲ့ဟုတ်ကဲ့ရှင်ညီမတို့တောင်းဆပြပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာ